မြန်မာကရောတင်ပါ မြန်မာကတည်းကတင်မှာဘာလို့ကိုမြန်မာက ကိုကြီးအဆူစက်သေးဘူး ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဟိုကဘယ်လိုတင်မှာပယ်အတွက် ကစိတ်ချိုးဖွင့်အတွက် စိတ်ချိုးပွင့်အတွက်အဲ့ဒါပြီးမြန်မာကတည်းကတင် မြန်မာ မှာ ကရောတင်ပါစက်သေးဝင်မယ်မြန်မာတန်းစအဆိုတော့တင်ပါနော်ဟုတ်တယ်ဒီတော့လို့ကုန်20ရောတင်မယ်20ရောကတာတီရော အေးတရားဒါဟိုပါပေါ့နော် အကုန်လုံး perfect ဖြစ်နေမှာဟုတ်တယ် အောင်ဝင်မှာဒီမှာဝင်လို့ရမှာ အေးလေ perfect ဖြစ်နေမှနင်တို့ရဲ့ကိုကြီးအောင်စပူကလည်းမျက်နှာမငယ်ရမှာပေါ့ဟုတ်တယ်မလားသူပြောနေတယ်လေသူမိသားစုချင်း ခိုင်းပါဦးဘာလို့လဲ အေးမျက်နှာမငယ်ခိုင်းဘူးဟုတ်တယ်တမီးတို့အတွက်လည်းမငယ်ရ မျက်နှာငယ်ခိုင်းပါလား မငယ်ခိုင်းဘူးဒါကတော့အောင်စပူဇက်တပင်ခက်မှာပေါ့နော်တိုးတက်ပြီးတော့စိတ်ဝင်စားလာတဲ့မျိုးဆက်သက်ကလေးတွေပေါ့နော်ဟုတ်တယ်ကိုကလည်းကိုကဇက်မထောင်ချင်ဘူးလား ထောင်ချင်းဦးကိုရောက်စက်တယ် အေးဗျာမိုက်ပြီဗျာကဲအကတင်နဲ့စုံစမ်းလိုက်တော့မယ်အဲ့ဒါဆိုနော် စုံစမ်းလိုက် โอเคလာ